ကဲကျွန်တော်တို့ဒါ Europa League Final ပွဲစဉ်ကြီးကတော့ပြီးဆုံးသွားခဲ့ပြီပေါ့နော်ဒီပွဲစဉ်မှာဆိုရင်တော့ Tottenham Hotspur အသင်းကို United အနေနဲ့ကျွန်တော်တို့ဒါ 1-0 ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တဲ့အတွက်ကြောင့်မလို့ဒါ Champion ဆုနဲ့တော့ဒါလွှဲချော်သွားခဲ့ပြီပေါ့နော်ကဲတော့ဒီပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပွဲပြီးသုံးသက်ချက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ Manchester United အသင်းကတော့ဒီယာဒီကတကယ်ကိုလုံးဝအဆိုးရွားဆုံးဒါယာဒီတစ်ခုကိုရင်ဆိုင်လိုက်ရလို့ပဲပြောရမှာကျွန်တော်တို့ကစားသမားတွေကလည်းဒီပွဲစဉ်မှာတော်တော်လေးကိုညံ့ပါတယ်ယူပါလိပြိုင်ပွဲတစ်လျှောက်မှာဘယ်လိုပဲဒါရှုံးပွဲမရှိနေပဲကစားခဲ့ဒီပွဲစဉ်မှာဆိုရင်တော့ကစားသမားတွေကတော်တော်လေးကိုပဲဒါခြာတယ်လို့ပြောရမှာဗျအဓိကကပတိန်ကစဘရူနိုဖာနယ်လက်ကစလို့ကစားသမားအတိုင်းကကျွန်တော်တို့လိုချင်တဲ့ဒါပုံစံမျိုးတော့မဖြစ်ခဲ့ဘူးဗျာတိုက်စစ်ပိုင်းမှာကြည့်နောက်ဟိုဘယ်လောက်ထိအခြေအနေဆိုးလဲဆိုတော့ Tottenham Hotspur အသင်းကကျွန်တော်တို့ဒါ United ဘက်ကိုဒါ total shoot တစ်ချိန်မှတော့မရှိတဲ့အနေထားတောင်မှပဲရှုံးခဲ့တာကြီးကတော်တော်လေးရင်နာဖို့ကောင်းနေဗျာသိလားနောက်ပြီးတော့ဒီ Tottenham Hotspur အသင်းကိုခွင့်ပြုလိုက်ရတဲ့ဂိုးကိုကြည့်မယ်ဆိုရင်လည်းဘာမှမဟုတ်တဲ့အလုံးဗျာဂိုးသမားကဗျာချက်ကောက်လိုက်ကောက်နေတဲ့အနေထားမှာဂိုးခွင့်ပြုလိုက်ရတယ်သူ့ရှေ့တက်တဲ့ကြီးမှာမှဟို ready မဖြစ်ဘူးဂိုးမဖမ်းနိုင်ဘူးဆိုတာကြီးကလုံးဝမဖြစ်တင်ဘူးဒီပုံစံတိုင်းဆိုရင်ဒီပုံစံတိုင်းဒီတိုက်စစ်နဲ့ဒီဂိုးသမားနဲ့ဆိုရင်နောက်ရဒီလေဒီတဲ့ဆိုးတဲ့အခြေအနေကိုပဲကျွန်တော်တို့ထပ်ပြီးတော့သွားအောင်ပါပဲဒီပွဲစဉ်မှာစပါးအကောင်းလို့နိုင်သွားတာမဟုတ်ဘူးဗျအဲ့ဒါတော့ကျွန်တော်ပြောရဲတယ်ဗျ United ကကိုစောက်သုံးမကြလို့ရှုံးခဲ့တာစပါးအနေနဲ့ဆိုရင်ဗျဒီပွဲစဉ်မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အဓိကကစားမှာကွင်းလေတွေဗျမစုံဘူး Madison Kulusevski ဒီကစားမိုက်တယောက်မှမပါဘဲနဲ့တောင်မှပဲ United ကို AACC လေးနိုင်ယူသွားခဲ့တယ်ဒီရာသီမှာ Tottenham Hotspur နဲ့တွေ့တာဒီ Europa League ပွဲစဉ်အပါဝင်ဆိုရင်၄ချိန်ဖြစ်သွားပြီ Premier League 2ချိန် EFL မှာ1ချိန်အခု Europa League 1ချိန်ဒီရာသီ1ချိန်မှကိုပဲ Tottenham Hotspur ကိုမနိုင်ဘူးတဲ့အဲ့ဒါတော့တကယ်ကိုလက်မခံခြင်းနဲ့လက်ခံရမယ့်အရာပဲဗျာသိလားတော်တော်လေးအခြေအနေဆိုရယ်ကျွန်တော်တို့ဒါနောက်ရသည်မှာဆိုရင်တော့ United ပရိသတ်တွေအနေနဲ့ဆိုရင်တော့အေးဝါအေးရပြီဒါဘာပြိုင်ပွဲမှလည်းမရှိဘူးဟုတ်တယ်မလားဒါဥရောပဝင်ခွင့်လည်းမရှိဘူးဆိုတော့အေးဝါအေးရမှာပေါ့ညင်းမနှက်တော့ဘူးပေါ့ကျွန်တော်တို့ကဲတော့ဒီပွဲစဉ်မှာဆိုရင်တော့ထွက်လာခဲ့တဲ့ line နဲ့ကတော့ United ကလုံးဝအမှန်ပဲဗျာဒါပေမဲ့ Ugarte ကိုတော့ဒီပွဲစဉ်မှာသုံးမသွားတာလေးကတော့နည်းနည်းလေးတော့ဒါစဉ်းစားစရာပေါ့နော်ဒါတိုက်စစ်ပိုင်းမှာဆိုရင်တော့ Whiteland နေရိုးနံပါတ်10နေရာမှာဆိုရင်တော့ Mason Mount ရှိတယ်ဒါအမတ်ဒီယာလိုနဲ့ကွင်းလယ်ပိုင်းမှာဆိုရင်တော့ Bruno Casemiro ဒါဝင်းဘက်ဒီမှာကြည့်မယ်ဆိုရင်မာသာဝါရီပါတယ် Patrick Dogu နောက်တန်းမှာ Lucio Harry Maguire Leniyo တို့ဟိုဘယ်လောက်ထိများအခြေအနေဆိုးလဲဆိုတော့ကျွန်တော်တို့ United ကနောက်တန်း2ယောက်ဖြစ်တဲ့ Harry Maguire နဲ့ Leniyo တို့ကရှေ့ကိုတက်ပြီးတော့ကန်နေရတဲ့အထီကိုပဲတော်တော်လေးအခြေအနေဆိုးတယ်ရှေ့မှာဒီ goal area တွေကိုလှမ်းပြီးတော့ချင်းချောင်းနိုင်စွမ်းမရှိဘူးကျွန်တော်တို့မှာကျွန်တော်တို့အပိုင်ခွင့်ရေးကြီးတွေရခဲ့တဲ့ဟာတွေလည်းမကူဘူးဒါပေမဲ့ခေါင်းတိုက်တဲ့ Whiteland ခေါင်းတိုက်တဲ့အလုံးဆိုရင်လည်းTottenham Hotspur တင်းရဲ့နောက်ခံတော်တော်လေးကောင်းခဲ့လို့ပြောအဲ့လုံးဆိုရင်လည်းမကိုဘူးတိုက်စစ်နဲ့လုံးဝမရဘူးဗျအခုကျွန်တော်တို့တော်တော်လေးတိုင်ပတ်သွားမှာနောက်ရသည်မှာလို့ဆိုတော့အခုဒီဥရောပဝင်ခွင့်ဒီ Europa League Champion လည်းမဖြစ် Europa League မှာဒါ Champion လည်းမဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကစားသမားဝယ်ယူတဲ့နေရာမှာဆိုရင်တော်တော်လေးတိုင်ပတ်သွားပြီတော်တော်လေးအခြေအနေဆိုးသွားပြီဗျ United အနေနဲ့ဆိုရင်ကျွန်တော်တို့ဒါနောက်ရသည်မှာဘာမှလည်းဒါပြိုင်ပွဲကြီးကစားစရာလည်းမရှိတော့ဘူးဆိုတော့ဟိုကစားသမားဝယ်ယူတဲ့နေရာတွေကအစဒါ United မှာတော်တော်လေးအခြေအနေဆိုးသွားပြီဗျအဲ့တော့ဒီတိုက်စစ်ဒီကိုသမားနဲ့ဆိုရင်လုံးဝအဆင်မပြေတော့ဘူး။အိုနာနာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့သီးခံလို့မရတော့ဘူးဗျာတကယ်ရောင်းမှဖြစ်တော့မယ်။တိုက်စစ်ကလည်းဟိုထာဝရလဲနေတဲ့တိုက်စစ်နဲ့ဆိုတော့ဘလို့မှအလုံးမဖြစ်ဘူး။ဒီဝင်းဘက်တွေကိုကြည့်မယ်ဆိုရင်လည်းဝင်းဘက်တွေကကျွန်တော်တို့ဒါမာဆာဝါဒီပွဲစဉ်မှာကျွန်တော်မကြိုက်ဆုံးကစားမအနေနဲ့ပြောရမယ်ဆိုရင်ဗျာBruno Fernandes ရှိတယ်။ Whiteland အိုနာနာကျွန်တော်နောက်တိုင်းပိုင်းမှာဆိုရင်တော့ Lucio ပေါ့နော်။ကျန်တဲ့မာသာဝါရီဘာလို့ကျွန်တော်တို့ဖြည့်တွေးလို့ရတယ်။ Patrick Doguလည်းဒီပွဲစဉ်မှာတေလူမတက်ကစားခဲ့ရမှာဒီပွဲတင်ကောင်းပါတယ်Patrick Doguလည်းအမတ်ဒီယာလို့လည်းအပြပြောလို့မြန်ဘာလို့ဆိုဒီတစ်ဖက်တည်းကပဲဘောလုံးတွေကသွားနေဒီတစ်ချမ်းတည်းကပဲသွားနေဟိုဘက်ချမ်းတွေအလွတ်ကြီးတွေဟောင်းလောင်းပေါက်ကြီးတွေဘလို့မှဒီပုံစံကြီးနဲ့အဆင်မပြေတော့ဘူး United ကတော့အဲ့ United ပရိသတ်တွေနဲ့ဆိုရင်ရောကျွန်တော်တို့ဒါမင်းညရှင်းမယ်ကစားခဲ့ရ Europa League Final ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးသုံးသပ်ပေးကြပါဦးကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်